ผมไม่ได้ตั้งใจนะครับพอดีว่ามันหลุดมือကျွန်တော်မယူရလိုက်ကျွန်တော်မယူရပါဘူးဒါပေမဲ့လက်ထံနေချော်ကြတော့လို့လွတ်ကြတော့လို့ဒီနေ့ကတော့စားတော့ဆိုင်မှာပစ္စည်းခဏခဏယူကြွယ်လို့ယောနေရတဲ့သူတွေပတ်သက်ပြီးတော့ထိုင်းစကလုံးတွေကိုလာ sharing လုပ်ပေးမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဘာလဲဆိုတော့หลุดมือหลุดมือหลุดมือဆိုတာလက်ထံနေချော်ကြတော့ไม่ได้ตั้งใจไม่ได้ตั้งใจไม่ได้ตั้งใจဆိုတာမရည်ရွယ်ပဲနဲ့อุบัติเหตุอุบัติเหตุဆိုတာမတော်တဆเดินชนเดินชนเดินชนဆိုတာရှောင်းနေတိုက်မိသွားกระแทกกระแทกกระแทกဆိုတာလေတိုက်မိတာผังผังผังဆိုတာလုံးဝပျက်စီးသွားค่าเสียหายค่าเสียหายဆိုတာပျက်စီးဖို့ပျက်စီးတဲ့အတွက်လျော်ကြေးပေါ့ชดใช้ชดใช้ဆိုတာပြန်လျော်ပေးရค่าปรับค่าปรับค่าปรับဆိုတာကတန်ကြေးအဲ့မျိုးပေါ့အဲ့ဆိုဘယ်လိုသုံးလို့ရလဲဆိုတော့ผมไม่ได้ตั้งใจนะครับพอดีมันหลุดมือผมไม่ได้ตั้งใจนะครับผมส่วนကျွန်တော်ကไม่ได้ตั้งใจဆိုတာမရည်ရွယ်ရပါဘူးพอดีว่าဘာလို့လဲဆိုတော့มันหลุดมือဆိုတော့လက်ထံนี้ချော်ကြတော့လို့ผมไม่ได้ตั้งใจนะครับพอดีว่ามันหลุดมือကျွန်တော်မရည်ရွယ်လိုက်ကျွန်တော်မရည်ရွယ်ပါဘူးဒါပေမဲ့လက်ထံนี้ချော်ကြတော့လို့လွတ်ကြတော့လို့เป็นอุบัติเหตุนะครับเป็นอุบัติเหตุนะครับเป็นสอบဖြစ်ပြီးอุบัติเหตุဆိုတာမတော်တဆเป็นอุบัติเหตุนะครับမတော်တဆဖြစ်တာပါไม่เป็นไรครับเดี๋ยวผมชดใช้ให้ไม่เป็นไรဘာမှမဖြစ်ပါဘူးเดี๋ยวဆိုနောက်ကျရင်ผมဆိုကျွန်တော်ကชดใช้ဆိုပြန်ရုပ်ပေးမယ်ให้ဆိုအတွက်เดี๋ยวผมชดใช้ให้ဆိုကျွန်တော်ပြန်ရုပ်ပေးပါမယ်ไม่เป็นไรครับเดี๋ยวผมชดใช้ให้ဘာမှဖြစ်ပါကျွန်တော်ပြန်ရုပ်ပေးပါမယ်ของตกแต่งแล้วพังหมดแล้วของตกแต่งของตกแตกแล้วพังหมดแล้วของสอบပစ္စည်းကตกแตกဆိုကြွယ်သွားပြီးพังสอบပစ္စည်းသွားของตกแตกแล้วพังหมดแล้วပစ္စည်းကြွယ်သွားပြီးတော့အကုန်ပစ္စည်းသွားအဲ့မျိုးပေါ့ค่าปรับเท่าไหร่ครับค่าปรับเท่าไหร่ครับค่าปรับဆိုတာတန်ကြေးကเท่าไหร่ဆိုဘယ်လောက်လဲค่าปรับเท่าไหร่ครับတန်ကြေးကဘယ်လောက်လဲအဲ့မျိုးပေါ့အဲ့ဆိုရင်ဒီစကလုံးတွေတုံးပြီးတော့ကိုယ့်ရဲ့အလုပ်ခွင်တွေမှာပြန်ပြောလို့ရပါတယ်အကယ်၍ထပ်တီးချင်တာရှိရင်လည်းကောမန့်မှာဖြစ်ဖြစ်မေးထားလို့ရပါတယ်ဆိုတော့ဒီဟာအရင်ကျေပြန်ပြောနေပြီးတော့မှာမဟုတ်ဟုတ်တယ်မလားသဘောကျနေတတ်တယ်ဆိုရင် save follow share လုပ်ဖို့မမေ့ပါနဲ့ on คือပါထိုင်းပါစကားတွေကိုမျှဝေပေးနေမှာတဲ့နောက်ဗီဒီယိုတွေမှာတွေ့ကြပါမယ်အားလုံးကျေးဇူးတင်ပါတယ်